Hello guys အားလုံးပဲမင်္ဂလာပါ Numaster Gaming Channel လေးကနေတဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Numaster က Survival Game တွေကိုကြိုက်နှစ်သက်တဲ့လူတွေအတွက်အသစ်စစ်ဆက်ထွက်ရှိထားတဲ့ Survival Game 5 မျိုးကိုပြပြနေမှာပဲဖြစ်ပါတယ်ဒါဆိုရင်အကင်းတွေကဘာ game တွေလဲဆိုတာကို Numaster နဲ့အတူတူသွားကြည့်ကြအောင် Let's Viking ဒီ game မှာတော့ player က Viking မျိုးနွယ်ဝင်တယောက်နေရာနေဆော့မှာပါSurvival Game ရဲ့ထုံးစံအတိုင်း item တွေ fan အိမ်တွေဆောက်ပြီးတော့ Viking မျိုးနွယ်စုကို Valheim နဲ့လက်ထက်ကနေကာကွယ်ရမှာပါ။ Game size 300 MB နီးပါးပဲရှိပြီးတယောက်တည်း AACC offline မှာဆက်စောတကယ်ချင်းနဲ့လည်းချိတ်ဆော့လို့ရတယ်။ single player ရော multiplayer ရောပါတဲ့ game မလို့တော်တော်ယူမိုက်ပါတယ်။ Game size လေးနည်းနည်းနဲ့ဆော့လို့ကောင်းတဲ့ Survival Game ကိုရှာနေရဆိုရင်ဒီ game ကို try ကြည့်သင့်ပါတယ်။နောက်တစ် game နာမည်ကတော့ Titan Knight လို့ခေါ်ပါတယ်။ဒီ game ကတော့ high graphic open world survival game ဖြစ်ပြီး Titan robot တွေရှိတဲ့ war ကြီးရဲ့မှာတက်ရှင်အောင် spy လုပ်ရမှာပါ high graphic game ဖြစ်လို့ game ဆိုရင် graphic ကောင်းမှဆော့ကျင်တဲ့လူတွေအတွက်တော်တော်ကြီးအဆင်ပြေပါတယ် online game ဖြစ်ပြီး game size ကတော့ 4K ကျော်ရှိပါတယ် ARK လို့ဖိုင်မျိုးကိုလည်းပြည့်ရနိုင်မှာပါ high graphic survival game တွေကိုရှာနေတဲ့လူတွေအတွက်တော်တော်ကြီးအဆင်ပြေပါတယ် Winter Crabဒီ game ကလည်းနာမည်အတိုင်းပဲ player က Winter Forest ထဲမှာကစားရမှာပါ Survival game တွေထုံးစံအတိုင်း weapon တွေ craft မယ်အိမ်တွေဆောက်မယ်ပြီးရင်မဲလိုက်ရင်အသက်ရှင်အောင်ကြိုးစားမှာပေါ့ Megabyte နည်းနည်းနဲ့တယောက်တည်း AAC ဆော့ချင်တဲ့လူတွေအတွက် Play Store ကနေလည်း free download ရတဲ့ single player offline game တွေပါ Shadow of Khugans ဒီ Shadow of Khugans ဆိုတဲ့ game ကတော့ monster တွေနဲ့တိုက်ခိုက်ပြီး survive လုပ်ရမှာပါ graphic ကတော့အရင်ကောင်းတယ်လည်းမပါပဲမဲ့ game size 900 MB ထဲနဲ့ဆိုရင်တော်တော်ကြီးတန်းတယ်လို့ပြောပါမယ် MB နည်းနည်းနဲ့ survival game file အပြည့်ကိုရစီမှာပေါ့ offline game နဲ့ဖြစ်တာကြောင့်တယောက်တည်း AAC ဆော့လို့ရတဲ့ game မလို့ဒီ game ကလည်းဆော့ကြည့်တဲ့ game ထဲမှာပါပါတယ် Once Human ဆိုတဲ့ဒီ game ကိုတော့တော်တော်များသိကြမှန်းလို့ထင်ပါတယ်အရင်နှစ်ကမှ PC မှာထွက်ရှိထားတဲ့ free to play open world survival game တွေမှာ rating နဲ့ review လည်းသူ့ဟာနဲ့သူကောင်းပြီးဒီ game ဟာဒီနှစ် Android ပေါ်မှာလာမဲ့ game တွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံး game တွေထဲမှာလည်းပါပါတယ်ပြောရရင်ဒီ game ကိုစောင့်နေလူတွေလည်းအများကြီးရှိရပေါ့နော် Numaster လည်းပါဝင်ပေါ့ Android game လို့မထင်ရအောင်အလန်းစား graphic တွေ gameplay တွေနဲ့ချိန်မဲ့ game တွေပေါ့ဒီလာထဲမှာပဲ Android ပေါ်ရောက်လာတော့မှမလို့ try ကြည့်ဖို့ recommend ပေးပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုအတွက် like and subscribe လုပ်ဖို့မေ့ခဲ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်